ကျေးတော်ရှင်ဆရာတော်ရှင်လူမြတ်ကြီးဖေယနေ့ညသာသနာတော်နှစ်2569နှစ်ကောဇာတက္ကရာ1385ခုနှစ်ဆောင်မုံလပြည့်ကျော်9ရက်2023ခုနှစ်ဒီဇင်ဘာလ6ရက်ဗုဒ္ဓဟူးနေ့ညဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောကွယ်လွန်သူယဟန်သိမ်ကျောင်းတရားကမ္မကြီးဒေါခင်မိမိခိုင်62နှစ်ပြည့်အာယေစု၏ဦးဆိုင်ပါညာဒေါခင်မိမိခိုင်မိသားစုရန်ကုန်မြို့မိဘများဖြစ်ကြသောဥခင်မောင်အေးဒေါခင်ကြီးဦးတင်စိန်ဒေါမြအေးနှင့်ခင်မွန်းဖြစ်သူဥခင်မောင်ထွန်းတို့အာယေစု၏ဒေါထွေးထွေးကျွယ်မိသားစုရန်ကုန်မြို့ကွယ်လွန်သူဦးမျိုးတန်းလွင်အာယေစု၏ဦးရဲထွန်းအလူ30ဖုံသားများအာယေစု၏မထုထုခင်တရားလူဥသူရဒေါစစာထွေးသမီးမပန်းသူနှွေမိသားစုနှစ်ဖက်ဘိုးဝါမိဘများအာယေစု၏ဥခင်အောင်စောဒေါတီတာအောင်မိသားစုရန်ကုန်မြို့နဖဘိုးဝါမိဘများယေစု၏ဥတင်ဝင်းဒေါ်နီအမှုထား၍ဒေါ်နီနီဝင်းမိသားစုဥတင်ထုတ်ဝင်း59နှစ်ဒေါ်ထထိုက်လွင်55နှစ်ပြည့်မွေးနေ့အလူကိုထိန်လင်းနောင်မွေးနေ့အလူမှုတုံးမြို့ဥအန်ကြီးမောင်ဒေါ်မြင့်မြင့်တန်းအာယေစု၏ကိုထွန်းထွန်းဦးမဆန္နာဝင်းသမီးမသွန်းရွှေစင်မိသားစုဒေါက်တာစီသူခင်မောင်35နှစ်ပြည့်မွေးနေ့အလူဥတောင်းဝင်းဒေါ်ခင်သနာထွန်းနယ်သာလန်နိုင်ငံကျေးဇူးရှင်ဖခင်ဥကိုကိုကြီးမိခင်ဒေါခင်ရွှေတို့အားယေစု၍ဥအောင်သူဒေါ်ဝါမြင့်သမီးခန့်တန့်မိသားစု USA ဥဝင်းတင်ဒေါ်မမိုးဦးသားမောင်တုတညီညီမောင်ဆက်ညီညီမိသားစုကျေးဇူးရှင်ဖခင်ကြီးဥကိုကိုကြီးမိခင်ဒေါခင်ရွှေတို့အားယေစု၍ဒေါ်မမမြင့်မိသားစုဥတေဇအောင်ဒေါကလျာသွဲသမီးမရွှေဝင်းလက်သားမောင်တေဇလင်းမိသားစုဥတောင်းတင်ဒေါခင်အကျူသမီးမထူးအေးခန့်တင်မွေးနေ့တရားလူကွယ်လွန်သူဦးဖုံးမြင့်ဒေါ်တင်မြတ်တို့အားယေစု၍ရောဟေသနာမိသားစုမအေးအေးမတ်တီရီ USA ကွယ်လွန်သူဦးတင်မောင်အားယေစု၏ဦးထွန်းထွန်းနိုင်ဒေါ်တန်တန်ဆိုသမီးမဇွန်တီရီနိုင်သားမောင်ဟယ်ရီနိုင်မိသားစုမြေမြုပ်ဖာတုခချံတဲကြောင်မဟာတတ္တမဇောတိကတစအဖာတော်ပြင်စဝတီဖခင်ဦးအဝိန်မိခင်ဒေါ်ဖြူတို့အားယေစု၏ဥတင်ထွန်းဒေါ်ခင်ကြည်မိသားစုဥအောင်စင်မိုးဒေါ်လလိုင်မြင့်သားမောင်ကျော်တန့်စင်မွေးနေ့အလူရန်ကုန်မြို့ဒေါ်ချိုချိုပါမိသားစုကာတာနိုင်ငံကိုချမ်းမြေတော်တာမွေးနေ့အလူဒေါ်ရွှေရှင်ဖြူ68နှစ်ပြည့်မွေးနေ့လူဂိုင်းလုံးသူမိဘနှစ်ပါးဥဖို့နီဒေါ်တန်းအိတ်တို့အားယေစုကုသိုလ်မသူဇာဝင်း42နှစ်ပြည့်မွေးနေ့တရားလူဂိုင်းလုံးသူမိဘဆွေမျိုးများယေစုပြီးမိခင်ကြီးဒေါ်မြတ်စိန်အမှုထားလျက်မကွေးတိုင်း6မြို့နေအမဒေါ်ရင်ရွဲ့ညီမကိုထိုးဝင်းအောင်မဆန္ဒဝင်းမိသားစုဒေါ်မြင့်မြင့်ဦးသမီးမမြတ်သဲဖြူငွေရှင်မိသားစုမရွှေမွန်းအေးအသက်40နှစ်ပြည့်မွေးနေ့လူဦးအောင်မိုးဒေါ်ခေါင်းရံမိသားစုဝယ်လွန်သူအဖိုးဖွားများယေစု၏ဦးမြင့်ဝေဒေါ်မြင့်မြင့်ခင်သားမောင်ဝင်းထိုက်ကျော်မောင်အောင်ဖြိုးသူမဆန်မီထွေးမိသားစုအဖိုးဖွားများအမှုထား၍မတ္တထားအောင်မိသားစုရွှေလီမြို့ဒေါက်တာခင်အေးမူမွေးနေ့လူဦးတောင်းရွှေဒေါ်အေးလွေသမီးမလွေခိုင်ဖြူလေးမိသားစုနန်းခံမြို့ဝယ်လွန်သွားကြသောဖခင်ကြီးဦးကြီးမောင်24နှစ်ပြည့်မိခင်တော်ကြီးအဖွားဖွားစောဘူးခင်ပွန်ဦးလင်းထိန်တို့အားယေစု၍ဒေါ်ဆန်းဆန်းနွဲ့သားမောင်တန်းစင်ဦးမိသားစုနယ်သာလန်နိုင်ငံဦးစိုးညွန့်ဒေါ်တင်မျိုးစောမိသားစုဦးအောင်ဖြိုးသာဒေါ်စိုးစန္ဒာထွန်းမိသားစုတို့မှစုပေါင်းစဉ်ကျင်းပပြီးတော့အတော်အွန်လိုင်းဓမ္မသဘင်နဲ့ဆက်လျင်၍ကျေးဇူးတော်ရှင်ပပခချုပ်ဆရာတော်ဘုရားကြီးမှတရားဒေသနာတော်များဟောကြားခြင်းဖြင့်ပေးသနာတော်မူပါယံဘုရားပေးတော်ရိုသေစွာလျှောက်ထားအပ်ပါပြီဗျာ1389ခုနှစ်သောမုံနာဝိကျော်9ရက်2023ခုနှစ်ဒီဇင်ဘာလ6ရက်ဗုဒ္ဓဟူးနေ့ည၌အွန်လိုင်းမှာဟောကြားအပ်သောအရင်နေ့နဲ့ပါပြီးအမြတ်ပြသောကုသိုလ်များအကြောင်းတရားဒေသနာတော်အရင်နေ့နဲ့ပါပြီးမြတ်ပြသောကုသိုလ်မြတ်စွာဘုရားကဒီကနေ့ကုတ္တဒနာသုံးပါ
ကြီးအရင်ဒီနဲ့ပါပြီးအမြတ်များသောကုသိုလ်အဲ့တော့ဘဝဆိုတာကိုမြတ်စွာဘုရားကအကျဉ်းချုပ်ဟောတဲ့အခါမှာဘဝဆိုတာဒုက္ခပဲပုပ္ပိစာဣတရဟိစာဒုက္ခိစေဝပညာမေမိဒုက္ခသသနိရောဓထုတို့သုတ်တန်နေမှာအထူးသဖြင့်အနုရဒသုတ်တန်မှာလည်းအဲ့လိုခေါ်ထားတာရှိတယ်ရှေးရခင်ကရောအခုရောဒုက္ခနဲ့ဒုက္ခနိရောဓနှမျိုးကိုမြတ်စွာဘုရားဟောကြားခဲ့တာရှိတယ်အဲ့တော့လောကကြီးမှာအရှိတရားဆိုတာဒုက္ခနဲ့ဒုက္ခနိရောဓဘဝဆိုတာဒုက္ခပဲဒါတော့ထင်ရှားတယ်သစ္စာလေးပါးကိုကြည့်လိုက်မယ်ဆိုရင်လေဒုက္ခသစ္စာဒုက္ခသစ္စာဆိုတာအလုံးကိုချုပ်ပြီးတော့ပြောတာခန္ဓာ၅ပါးရဲ့ဖြစ်မှုကိုဘဝလို့ခေါ်တာအဲ့တော့ခန္ဓာ၅ပါးဆိုတာဒုက္ခပဲအဲ့ဒီရသော်ပြရဲ့သုံးသပ်ချက်ကတော့သရဝရိယထတဲ့ခန္ဓာ၅ပါးသည်ဒုက္ခသာဖြစ်တယ်သစ္စာရှုတော့ကပြောရင်လည်းဒုက္ခပဲပဋိစ္စသောဥပ္ပါရှုတော့ကပြောရင်လည်းဧဝမေတ္တကေဝလတဒုက္ခခန္ဓာဒုက္ခစုပဲလို့ပြောတယ်နော်သစ္စာရှုတော့ကကြည်ပဋိစ္စသောဥပ္ပါရှုတော့ကကြည်မြတ်စွာဘုရားဘဝကိုဒုက္ခလို့ပဲသတ်မှတ်ခဲ့တာဖြစ်တယ်။ဘာဖြစ်လို့ဒုက္ခလို့သတ်မှတ်တာလဲလို့ဆိုလို့ရှိရင်ပฏิမြဲလို့သာဖြစ်တယ်။မမြဲတဲ့အရာဒီအဲ့ဒါကိုလေယတနိစ္စတန်ဒုက္ခမမြဲတဲ့အရာဟာဒုက္ခပဲလို့ပြောတာ။အဲ့ဒီဒုက္ခဘဝရထားတဲ့အခါမှာဒုက္ခရထားတာဖြစ်တော့ကြောင့်အဲ့ဒီဒုက္ခသက်သာဖို့အတွက်ကုသိုလ်ကောင်းမှုတွေလုပ်ကြရတယ်ဘူးလေးရပယုံစင်ဆိုတာလိုပဲရထားတာကဒုက္ခအဲ့ဒီရထားတဲ့တည်းမဲ့ကိလေသာတွေကိုကြောက်ပြုပြီးတော့အကုသိုလ်တွေလုပ်တယ်ဆိုလို့ရှိရင်ပမစကားမှာဘူးလေးရပယုံစင်ဆိုတာလို့ပို့ပြီးတော့ဝန်တော့ဝန်ဖြစ်တယ်နော်ပေါ်စိတ်လို့ကြောက်ရွံ့ထုစိတ်ရက်လေးဆိုတဲ့စကားလည်းပဲငကောကမှရထားတာဒုက္ခရထားတာကိုထပ်ပြီးတော့အကုသိုလ်လုပ်လိုက်တဲ့အခါမှာပို့ပြီးတော့ဆိုးတဲ့အခြေအနေဖြစ်လာတယ်အဲ့ဒါကြောင့်မလို့လူတိုင်းဟာကိုရထားတဲ့ဘဝကိုဒုက္ခလို့ရှုမြင်တတ်ဖို့လိုအပ်တယ်ပေါ့ဒုက္ခလို့ရှုမြင်ရမှာဖြစ်တယ်သစ္စာရှုတော့ကကြည့်ဒုက္ခပဲပထမသစ္စာကိုရထားတယ်သုတ်တန်တစ်ခုမှဆိုရင်မြတ်စွာဘုရားကယောဘိက္ခွေရူပတ္တဥပ္ပါဒောဒုက္ခတေသောဥပ္ပါဒောရှုပ်တရားဖြစ်ပေါ်လာခြင်းဟာဒုက္ခဖြစ်ပေါ်လာခြင်းသာဖြစ်တယ်ယောဘိက္ခွေဝေဒနာယဥပ္ပါဒောစိတ်ခံစားမှုဖြစ်တတ်လည်းပဲဒုက္ခဖြစ်တတ်တယ်ယောဘိက္ခွေသိညာယဥပ္ပါဒောဒုက္ခတေသောဥပ္ပါဒောစိတ်ရဲ့အမှတ်သိညာလည်းပဲဒုက္ခပဲယောဘိက္ခွေသင်္ခါရဏဥပ္ပါဒောဒုက္ခတေသောဥပ္ပါဒောသင်္ခါရဆိုရယ်စိတ်ဆောကြံတွေးတတ်တဲ့တရား
ရိဖြစ်ပေါ်လာမှုကလည်းဒုက္ခဖြစ်ပေါ်လာတာပဲယောဘိကွေဝိညာဏတ္တဥပါရောဒုက္ခတိသောဥပါရောအသိစိတ်ဆိုတဲ့ဝိညာဉ်ဖြစ်လာတာလည်းဒုက္ခဖြစ်လာဆိုလိုတာကတော့ခန္ဓာ၅ပါးရဲ့ဖြစ်ပေါ်မှုသည်ဒုက္ခဖြစ်ပေါ်မှုသာဖြစ်တယ်အဲ့ဒီဒုက္ခကိုသက်သာဖို့အတွက်ကုသိုလ်ကောင်းမှုလုပ်ကြတာဖြစ်တယ်လူတွေရဲ့တဏ္ဍမှာလွန်မိုးပြီးတော့ချုပ်ကိုင်နေတာကကိလေသာတွေဖြစ်တယ်ဘဝကိုရစေရတဲ့အကြောင်းကိုသစ္စာ၄ပါးမှာကြတော့တဏ္ဍဒုက္ခသမုဒယအရိယသစ္စာတဏ္ဍဟာဒုက္ခကိုဖြစ်စေတဲ့အမှန်တရားပဲအဲ့တော့တဏ္ဍကိုကောက်တက်ပြီးတော့ပြောပြပဲလို့ကိလေသာအလုံးကိုဆိုလို့လေပေါ့ကိလေသာအလုံးဟာဒုက္ခကိုဖြစ်စေတဲ့အကြောင်းတရားပဲအဲ့တော့ကိလေသာရှိနေသေးသမျှကောင်းတဲ့မကောင်းတဲ့တရားတွေကိုယ်ရနေမှာဖြစ်နေဦးမှာပဲဖြစ်တယ်အဲ့ဒီကိလေသာတွေရှိနေသမျှကလပ်ပတ်လုံးကောင်းတဲ့ကုသိုလ်ဆိုတာလည်းရှိနေမယ်မကောင်းတဲ့အကုသိုလ်ဆိုတာလည်းလုပ်နေကြလိမ့်မယ်ရထားတာကမှဒုက္ခရထားတဲ့ထဲမှာအကုသိုလ်လုပ်လိုက်လို့ရှိရင်ဘဝမှာပို့ပြီးတော့နိမွန်ပွေရစေတော့ဒီပုံပြသွားတယ်အဲ့ဒါကြောင့်မလို့နိဗ္ဗာန်မရခင်စัจ जाတတစီဖို့အတွက်မြတ်စွာဘုရားကကုသိုလ်တရားကိုလုပ်ပါအကုသိုလ်ရှောင်ပါလို့ဟောတာဖြစ်တယ်နော်ရထားတာကဒုက္ခအဲ့ဒီဒုက္ခတတဖို့အတွက်သဗ္ဗပပတ္တအာကရဏအကုသိုလ်မှန်သမျှမပြုနဲ့ကုသလသုပတ္တပရကုသိုလ်တရားတွေကိုတတ္တဝါပြည့်စုံလို့ဆိုတာရထားတဲ့ဒုက္ခတတရတတကြောင့်နိလန်ပေးတာဖြစ်တယ်လုံးဝဒုက္ခကမလွတ်သေးရင်သက်သာပဲဆိုပါစို့ကုသိုလ်ဆိုတဲ့နေရာမှာကုသိုလ်တရားတွေရဲ့ပထမဆုံးအရေးကြီးတဲ့ကုသိုလ်ကပါလေနော်ဘုရားဘာသာတွေသိထားဖို့လိုတယ်ကုသိုလ်တရားတွေရဲ့အစပထမဆိုလိုတာကပထမဆုံးလုပ်ရမယ်ကုသိုလ်ပဲကုသိုလ်လဲသီလပဲဖြစ်တယ်ကောစာတိကုသလနာဓမ္မနာသီလင်္စသုဝိတုဒ္ဓံကုသိုလ်တရားတွေရဲ့အစဆိုတာသီလပဲဖြစ်တယ်ဒါကြောင့်မလို့သီလကိုအဓိကထားသီလကိုမဖြစ်မနေစောင့်တော့အောင်သီလံယဝဇရသာတုသီလဆိုတာဥဒိတိုင်အောင်ကောင်းတယ်ဆိုတစ်သလုံးရှိနေရမယ်တရားပဲကိုယ်တလုံးအဲ့တော့ဘုရားဘာသာတွေကသီလကိုအလေးနဲ့ထားဖို့လိုအပ်တယ်ပေါ့ဒါအခြေခံမယ်ရှေ့တိုးဖို့ဆိုတာလေသီလနဲ့ပဲတိုးရမယ်အဲ့တော့သီလလုံလိုက်တာနဲ့တပြိုင်နက်ဘဝဒုက္ခတွေသက်သာသွားတယ်ဘာဖြစ်လဲသီလရှိလိုက်တာနဲ့တပြိုင်နက်အပေစင်ရမှာခံစားရမယ့်ဒုက္ခတွေအများကြီးသက်သာသွားခန္ဓာဒုက္ခဆိုတဲ့ပဲလူသားတွေကြုံတွေ့ရတဲ့ဒုက္ခတဲ့ငရဲသားတွေကြုံတွေ့ရတဲ့ဒုက္ခကမတမဆိုးတယ်နော်တရိစ္ဆာန်တွေကြုံတွေ့ရတဲ့ဒုက္ခကဆိုးတယ်ပြိတ္တာတွေကြုံတွေ့ရတဲ့ဒုက္ခကဆိုးတယ်အဲ့ဒီဒုက္ခတွေသက်သာဖို့အတွက်သီလကိုလုံအောင်ထိန်းသိမ်းဆောင်ပါအဲ့တော့သီလဆိုတဲ့ကုသိုလ်တရားကုသလဆိုတာအပြစ်ကင်းပြီးတော့ကောင်းကျိုးတွေကိုဖော်ဆောင်နိုင်တဲ့တရားအဲ့ဒီကုသိုလ်တရားကဘဝမှာဆင်းရဲဒုက္ခကိုအများကြီးသက်သာစေတယ်ခန္ဓာဒုက္ခရှိနေပေမဲ့လို့အပါယဒုက္ခအဘယ်ဘုံမှာကြုံတွေ့ရမယ့်ဒုက္ခကနေသူကကဲ့တင်ပေးနိုင်တယ်နော်ကဲ့တင်ပေးနိုင်တယ်ဒါကြောင့်မလို့ဒုက္ခသက်သာဖို့အတွက်တဏှာထဲမှာသီလဆိုတာလောမှာဖြစ်တယ်
ဒါကမရှိမဖြစ်အဓိကလောက်အောင်မယ်သီလရှိလိုက်သည့်အတွက်ကြောင့်အပေပုံသားတွေကြုံတွေ့ရတဲ့ဆင်းရဲဒုက္ခတွေကလွတ်မြောက်သွားပြီလူတိုင်းအားလက်တွေ့မျက်မြင်ကြည့်လိုက်မယ်ဆိုရင်တရိစ္ဆာန်တွေရဲ့ဒုက္ခဘလောက်ကြီးမားတယ်လေလူတွေကနိုင်ကျင့်ပြီးတော့တပ်ဖြတ်စားတော့နေကြတယ်နွားတွေကြွယ်တွေဆိုရင်လည်းလူတွေကနှစ်ဖက်ရုပ်ထိုးပြီးတော့ခိုင်းစားနေကြတယ်သူတို့ရဲ့ဒုက္ခကိုချင်းစာကြည့်လိုက်မယ်ဆိုရင်ဘယ်တမဆိုးရတယ်လူတွေရဲ့တရိစ္ဆာန်တွေပေါ်မှာထပ်ပိုးပြီးတဲ့ဒုက္ခတွေအလုံးကိုများတပ်ဖြတ်နေကြတာဆိုအဲ့ဒုက္ခတွေအပေပုံသားတွေကြုံတွေ့နေရတဲ့ဆင်းရဲဒုက္ခတွေသီလလုံလိုက်တာနဲ့အဲ့ဒီဆင်းရဲဒုက္ခတွေကလွတ်မြောက်သွားနိုင်သို့တော့ခန္ဓာဒုက္ခကတော့မလွတ်နိုင်သေးဘူးခန္ဓာဒုက္ခမလွတ်နိုင်သေးဘူးအဲ့တော့ခန္ဓာဒုက္ခကလွတ်ဖို့ရအတွက်ကြတော့သီလအပြင်မှာသမထဝိပဿနာဆိုတဲ့ဘာဝနာတရားတွေပွားများအထုဖို့လိုအပ်သေးတယ်။နောက်ဆုံးမှာဝိပဿနာတရားအထုမှဘဝဒုက္ခကလွတ်နိုင်တာဖြစ်တယ်ပေါ့။နော်အဲ့တော့ကုသိုလ်ကောင်းမှုလုပ်တာဒုက္ခသက်သာဖို့သီလရှိသည့်အတွက်ကြောင့်လူဘဝမှာလူဘဝကိုရလာတယ်အသက်ရှိတယ်ကျမ်းမာတယ်ဒါသီလရဲ့အကျိုးတရားတွေပဲအသက်ရှိတယ်ကျမ်းမာတယ်နောက်တကဒါနကုသိုလ်ရှိသည့်အတွက်ကြောင့်ဘဝမှာစာဝတ်နေအစဉ်ပြေတယ်နော်ဒါနကောင်းမှုရှိခဲ့တဲ့ပုဂ္ဂိုလ်ဟာမကြောက်မကြမတောင်းမတတာမန်ဒီစာဝတ်နေခက်ခဲတဲ့ဒုက္ခတွေကိုကျော်လွှားနိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့မြတ်စွာဘုရားကိုယ်တိုင်ကဒါနသဗ္ဗုဒ္ဓနိဘောဂာနိလူတွေသုံးဆောင်ပစ္စည်းတွေဆိုတာတဲ့ဒါနကြောင့်ရလာတာဖြစ်တယ်။ကိုရှာလို့ရောမရဘူးလား။ရှာလို့လည်းရတယ်။နော်။သို့တော့ကံပေးလို့ရတာနဲ့ရှာလို့ရတာမတူဘူး။ကိုယ်ပြချမ်းသာတယ်။ကံပေးလို့ရရင်လောလကူနဲ့ရရှာတဲ့အခါကျတော့အမှန်တမ်းပဲမှန်စင်ရတော့ရှာကြတယ်အဲ့တော့ဒါနကောင်းမှုရှိလို့ရှိရင်ဘဝမှာဘဝယတ္တိဖို့အတွက်အများကြီးချမ်းသာသွားတယ်သီလရှိလို့ရှိရင်ဘဝမှာကြုံတွေ့ရမယ်အခက်အခဲတွေအများကြီးသက်သာသွားတယ်အဲ့ဒါကုသိုလ်ကသက်သာစေတာတခြားရသက်သာစေတာမဟုတ်ဘူးဒါကြောင့်မလို့ကုသိုလ်ဆိုတာလောက်ကိုလောက်ရမှာဖြစ်တယ်ကိုယ့်ဘဝကိုစင်မြင့်နေရင်ကုသိုလ်ဆိုတာရှိကိုရှိရဒီလိုဆိုလို့လည်းပေါ့နော်အဲ့တော့သီလဆိုတာကိုခြေခံလိုက်မယ်ကုသိုလ်ကောင်းမှုတွေအားဘုရားရဲ့တရားတော်အရာအစစ်အစစ်လုပ်သွားဖို့လိုအပ်တယ်ဘယ်ရပဲဖြစ်ဖြစ်လည်းပဲတို့ဒီဂရီတို့ဆိုတာရှိတယ်သူလည်းပဲနဲ့သူဒီဂရီနဲ့သူပစ္စည်းဥစ္စာတွေတောင်းပါပဲ quality ချင်းတူတာမဟုတ်ဘူးအဲ့တော့ကုသိုလ်ဆိုတဲ့အထဲမှာလည်းပဲကုသိုလ်တွေကတစ်ခုနဲ့တစ်ခုမတူကြဘူးဒါနကောင်းမှုနဲ့ပတ်သက်ပြီးတော့ကုသိုလ်နဲ့ပတ်သက်ပြီးတော့ဆင်းရဲဒုက္ခကိုသက်သာစေတဲ့ကုသိုလ်ကောင်းမှုတွေကိုလုပ်သွားတဲ့အခါမှာကုဋ္ဌဒါနသုံးမှာမြတ်စွာဘုရားရဲ့လမ်းညွှန်မှုရှိတယ်လောကမှာစေရနာတရားနဲ့နောက်မောဟချမ်းသာဖို့အတွက်ဆိုပြီးတော့အလှကြီးပေးကြတယ်ရှေးခေတ်ကလည်းအလှပေးတာလည်းရှိတယ်အဲ့ဒါတွေကိုအလှလုပ်တာဟာဘဝချမ်းသာရေးအတွက်ဆိုပြီးတော့လုပ်ကြတယ်အဲ့ဒီအလှကြီးတွေကိုယဉ်ညလို့ခေါ်တယ်ယဉ်ညရစ်ပူဇော်တယ်လို့လည်းပြောရတယ်ပေါ့လူမှုတမ်းမှုတွေရှေးခေတ်ကလူမှုတမ်းမှုတွေဟာ
အပြစ်မကင်းတဲ့အလုပ်တွေလည်းပါတယ်ပေါ့အပြစ်ကင်းတဲ့အလှရှိသလိုအပြစ်မကင်းတဲ့အလှတွေရှိတယ် sacrifice လို့ခေါ်တဲ့ရှစ်ပူဇော်တဲ့အလုပ်တွေအားလည်းပဲသူတို့ချမ်းသာခြင်းလို့လုပ်တာပဲဖြစ်တယ်တတ္တဝါတွေကိုတတ်ပြီးတော့ရစ်ပူဇော်တယ်ကိုချမ်းသာရေးအတွက်တတ္တဝါတွေကိုတတ်ဖြတ်ပြီးတော့ရစ်ပူဇော်အဲ့ဒီလိုလှူတဲ့အလှမျိုးဟာအလှလို့ပြောရပေမဲ့လို့ချီးမွမ်းနိုင်တဲ့အလှမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီလိုအလှမျိုးကိုသူတော်ကောင်းတွေကဝေရရှောင်ညတယ်မသွားဘူးယန္နာပုဂ္ဂိုလ်တွေသွားရောက်လက်ခံတာမလုပ်ကြဘူးမြတ်စွာဘုရားလက်ထက်တုန်းကသားကောင်းတွေကိုတတ်ပြီးတော့ရစ်ပူဇော်တဲ့အလေးထားရှိတယ်ခုခေတ်ပါနဲ့တူတော့ဆိုရရခြေတဲ့သဘောပေါ့နော်ကောသလမင်းကြီးအိမ်မဆိုးတွေမတဲ့အခါမှာရရခြေဖို့ကြိုးစားတယ်အဲ့ဒါလိုကြိုးစားတဲ့အခါမှာသားကောင်းတွေကိုတပ်ဖြတ်ပြီးတော့ပူဇော်တဲ့ရေမျိုးတွေကိုလှုပ်ဖို့တိုက်တွန်းတယ်အဲ့ဒါမျိုးတွေပေါ့နောက်ပိုင်းကျတော့မြတ်စွာဘုရားရဲ့အဆုံးအမသူတော်ကောင်းတွေရဲ့အဆုံးအမရလာတဲ့အခါကျတော့အပြစ်ကင်းတဲ့အလှူဒါနဆိုတော့ခုခေတ်ဆိုလို့ရှိရင်စတုဒီတာကျွေးတယ်နော်လာသမျှပုဂ္ဂိုလ်တွေနိဗ္ဗာန်စိတ်ခင်တယ်အလှူကြီးပေးကြတယ်ပေါ့နိဗ္ဗာန်စိတ်ခင်တယ်စတုဒီတာကျွေးတယ်ပရဟိတလုပ်တွေလုပ်ကြတယ်အဲ့ဒါကုသိုလ်လုပ်တာအဲ့ဒီကုသိုလ်တွေအကျိုးမရှိဘူးလားရှိတယ်အဲ့ဒီကုသိုလ်တွေဟာအရင်အနှိများတယ်ဝေယဝိဆာတွေလည်းများတယ်နော်လူတွေကအချိန်ပေးပြီးတော့လုပ်ကြရတာဖြစ်အချိန်ပေးပြီးတော့လုပ်ကြရတယ်အဲ့ဒီလိုအရင်အနှီးတွေအများကြီးမရှိပဲနဲ့အမျက်ပိုများတဲ့ကုသိုလ်မျိုးမရှိဘူးလားမြတ်စွာဘုရားလက်ထက်တုန်းကကုတတန္တဆိုတဲ့ပုံနာကြီးကမြတ်စွာဘုရားကိုလျှောက်ဖူးတယ်ဒါနဲ့ပတ်သက်ပြီးတော့အရင်နှီးအလောက်မများပဲဝေယဝိဆာတွေအလောက်မများပဲသူတော်ဘာတွေကိုဒုက္ခပေးတာအဲ့လောက်မများပဲနော်အကျိုးများများပို့ရနိုင်တယ်အမြတ်များများပို့ရတဲ့ကုသိုလ်မရှိဘူးလားအဲ့တော့မြတ်စွာဘုရားဟောသွားတာစိတ်ဝင်စားကြကောင်းတယ်တစ်ခုချင်းတစ်ခုချင်းဟောသွားတာနော်အဲ့တော့သားကောင်းနေတပ်ပြီးတော့ရှစ်ပူဇော်တဲ့အလုပ်ကတော့လုံးဝမလုပ်ထိုက်တဲ့အလုပ်တစ်ခုပဲဟုတ်ပြီလုပ်ထိုက်တာပါတော့ဆိုရင်အနာတပိတတိကြီးတို့လိုနေစဉ်နဲ့အများငွေကြေးမြောင်ပြားစွာကုန်ကြခံပြီးတော့လာသမျှပုဂ္ဂိုလ်တွေမရှိစင်ရသားတွေကိုတမင်ကြွေးတဲ့အလုပ်ကျွေးမွေတဲ့အလုပ်စတုဒီတာပဲစတုဒီတာကျွေးတယ်တရက်ထဲမဟုတ်ဘူးနေ့စဉ်ကျွေးတယ်ဟောဒါကြောင့်မို့အနာထပိဋိကလို့ခေါ်တာသူ့အိမ်မှာတနေ့ငွေကြေးထောင်ချီကုန်ချခံပြီးတော့အလှမန္တကြီးဆောက်ပြီးတော့အမြဲတမ်းကြွေးမွေးနေတာအဲ့ဒီလိုအမြဲတမ်းကြွေးမွေးတယ်ဆိုတော့ဝေယဝိဆာလောက်ရတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးပဲလောက်ရတယ်အရင်ဤတွေများတယ်ဒါပေမဲ့လို့အဲ့ဒီကုသိုလ်တဲ့အရင်ဤနေပြီးတော့အကျိုးပို့ရတဲ့ကုသိုလ်မျိုးရှိသလားတော့ဗမာပြည်နဲ့နားလဲအောင်ပြောရမယ်ဆိုရင်စတုဒီတာကျွေးတာတဲ့ပို့ပြီးတော့အကျိုးများများတဲ့ကုသိုလ်ရှိတယ်မြတ်စွာဘုရားရှိတယ်တဲ့အဲ့ဒီကုသိုလ်ဘာကုသိုလ်လို့ဆိုနေသဒါနအနုကုလယဉ်ညာလို့ခေါ်တယ်ကိုကျင့်သီလရှိတဲ့ပုဂ္ဂိုလ်တွေကိုကိုကျင့်သီလရှိတဲ့ပုဂ္ဂိုလ်တွေကိုရည်စူးပြီးတော့အလှူဒါနလုပ်တာ
အကုန်လုံးကိုလှူတာမဟုတ်ဘူးတကယ်ကိုကျင့်သီလရှိပြီးတော့ကျင့်ကောင်းတဲ့ပုဂ္ဂိုလ်တွေကိုလှူတာနေဆာဒါနာဥမာမဲ့အမပြေအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ကျန်တန်ဃာတွေကိုနေစဉ်ဆွန်လောင်းနေနော်ဆွန်လောင်းနေပုံစွန်လောင်းနေဆိုတာမျိုးပေါ့တို့မဟုတ်ကိုယ်အိမ်ကကိုတတ်နေတော့နေစဉ်ချက်ပြီးတော့ဆွန်လောင်းနေနေစာဒါနာကိုစားရတဲ့ကနေစဉ်လောင်းနေနေစာဒါနာဆိုတာထာဝရလှူနေတဲ့အလှူတစ်ခုပေါ့နေစာဒါနာအမြဲတမ်းလုပ်တယ်တည့်ရမှမပြတ်ဘူးကုသိုလ်ကောင်းမှုလုပ်နေကြတယ်အနာတပိတတိရဲ့အိမ်ဆိုလို့ရှိရင်ရှမ်းသံဃာတွေကိုတနေ့900ပင်ပြီးတော့ဆုံးကတ်တယ်နော်အမြဲတမ်းနေစဉ်လှူတာစရေးရမဲနဲ့မဲကြရကိုရောတွေကိုပင်ပြီးတော့အမြဲတမ်းအိမ်မှာဆုံးကတ်တယ်ဓမ္မပရရဲကြတော့900တောင်မကအောင်ရှင်နေပြတယ်အဲ့တော့နာရဝိတ္တိကနေစဉ်အိမ်မှာဆွန်ကတ်တယ်အဲ့ဒါမျိုးကိုနေဆာဒါနာလို့ခေါ်တယ်အဲ့ဒီနေဆာဒါနာအနုကုလဆိုတာဘိုးဘွားမိဘလက်ထက်ကလေးကစင်စမပြတ်လုပ်တဲ့မျိုးရိုးဆက်သွဲလူတဲ့ကုသိုလ်ကောင်းမှုသူတို့မျိုးရိုးကလှူထားတယ်ဘိုးဘွားမိဘတွေကဆွန်လောင်းနေထောင်ပြီးတော့ဆွန်လောင်းနေတယ်ဆိုတာမျိုးပေါ့နော်အနုကုလဆွေစဉ်မျိုးဆက်လုပ်ပြီးတော့လှူနေတာအဲ့ဒီနေဆာဒါနာအနုကုလယဉ်ညလို့ဆိုတဲ့ဒီကုသိုလ်မျိုးကတဲ့ခုနလိုလာသမျှစတုရိတာကျွေးတဲ့ကုသိုလ်တဲ့ဝေယဝိဆာလည်းနဲတယ်နော်ဝေယဝိဆာနဲတယ်အရင်ဒီလည်းနဲတယ်သို့တော့ခုနကအလှူတွေတဲ့အမျက်ပိုများတယ်အကျိုးပိုများတယ်လို့ပြောတာဘာလို့လဲဆိုအမြဲလုပ်တာအမြဲလုပ်နေသည့်အတွက်ကြောင့်ဝေယဝိဆာနေဆာဒါနာအပြတ်မခံမနဲ့အမြဲလှူနေတဲ့လှူကဆွေစဉ်မျိုးဆက်မပြတ်အောင်ဝဏိပတ်တစ်ခုအနေနဲ့လှူနေတဲ့လှူအဲ့ဒီလှူကပို့ပြီးတော့တခါတရံနော်စတုဒိတာကျွေးတဲ့အလှူကြီးတွေတခါအလှူပေးတာတွေတဲ့ပို့ပြီးတော့အကျိုးမြတ်များတယ်လို့ဆိုလို့တယ်နော်အဲ့တော့ကုတ္တဒါနာပုံနာယမေအရှင်ဘုရားတဲ့နိစ္စဒါနာအမြဲတမ်းလှူနေဖို့ဆွေစဉ်မျိုးဆက်လုပ်ဖို့ဆိုတာလေမလွယ်လာဘူးတဲ့မလွယ်လာဘူးဝေယဝိဆာတွေရှိနေတယ်ပေါ့နေစဉ်ဆိုတဲ့နေစဉ်ဝေယဝိဆာရှိနေမယ်အဲ့ဒါလောက်ဝေယဝိဆာအရင်ဒီမများပဲနဲ့ပို့ပြီးတော့တည်တဲ့အကျိုးကြီးတဲ့ကုသိုလ်ကောင်းမှုရောရှိသေးလားနော်သူတော့နေစဉ်ချက်ပြုတ်လှူဒန်းနေရတဲ့ဒုက္ခကမသိဘူးအဲ့ဒါကြောင့်မို့လို့အဲ့ဒီလောက်လှုပ်ရှားမလို့ပဲနဲ့လှုပ်တဲ့ကုသိုလ်တို့တော့အကျိုးကြတော့ပို့ပြီးတော့ရမယ်အဲ့ဒီကုသိုလ်ရှိလားဆိုရှိတယ်တဲ့အဲ့ဒီကုသိုလ်ပါတော့သတုဋ္ဌိတံသံဃာဥဒိတဝိဟရံကရောတိအဆောက်အဦတစ်ခုအရာလေးမျက်နှာကပဲပုဂ္ဂိုလ်ပဲလာဆိုလိုတာကလမ်းဘေးစရာလူဟာမျိုးလာတဲ့မြတ်ပုဂ္ဂိုလ်တွေဝင်ရောက်တဲ့ခုနာနေဖို့လမ်းဘေးစရာလူအမျိုးဆောက်တယ်တန်ခါကိုရည်စူးပြီးစတုရိတတန်ခါကိုရည်စူးပြီးတော့ဆောက်လို့လှူဒန်းတဲ့ကြောင်းအဆောက်အဦအလှူနော်အဲ့ဒီအဆောက်အဦလှူတဲ့ဆိုတာဟာတစ်ခါပဲလောက်ရတယ်အဆောက်အဦတစ်ခုဆောက်တာလိုက်လို့ရှိရင်10နှစ်15နှစ်သိပြီးတော့ခိုင်မာမှဆောက်တာလို့ရှိရင်10နှစ်အတွင်းပြည့်ရမလို့အနှစ်20အတွင်းပြည့်ရမလို့နောက်ထပ်လှုပ်ရှားမလို့တစ်ခါပဲလောက်အောင်အဲ့တော့ဝေယဝိဆာနဲ့ကိုကြောင်းတစ်ကြောင်းဆောက်လို့လှူဒန်းလိုက်တယ်ဆိုတော့
အဲ့ဒီကြောင်းတစ်ကြောင်းကိုဆောက်လုပ်လှူဒန်းထားတဲ့ကုသိုလ်ကနောက်ထပ်နေ့စဉ်လိုက်ပြီးတော့လုပ်နေကြမလို့ပေါ့ကြောင်းလှူပြီးသွားပြီဆိုရင်ကုသိုလ်ရအဲ့တော့ဝိဟာရဒါနဆိုတဲ့ကြောင်းအလှူကခုနကနိစ္စဒါနဆွေတွေမျိုးစေ့လုပ်ရတဲ့အနုကူလအဲ့ဒီကုသိုလ်ကောင်းမှုတွေတဲ့ပို့ပြီးတော့အရင်နေ့နေပါပြီးအမျက်ပူရတယ်လို့မြတ်စွာဘုရားကဟောတယ်ဟောတော့ကုတ္တဒနာပုံနာကြီးကကျောင်းဆောက်လှူတယ်ဆိုတာဟုတ်ပါတယ်တခါပဲဆောက်ရမှာနေပေါင်းများစွာကျောင်းက10နှစ်လည်းတည်နိုင်တယ်နှစ်20 30 40နှစ်100ထိအောင်ကိုလှူထားတဲ့ဆောက်ဦးကရှိနေမင်းတို့မင်းကြီးလှူခဲ့တဲ့ဗုဒ္ဓဂယာမှာမင်းတို့မင်းကြီးလှူခဲ့တဲ့ဇေယျကြီးတောင်ခုချိန်ထိရှိတော့မယ်မင်းတို့မင်းဆောက်လို့လှူသွားတဲ့ဇေယျကြီးတောင်ခုချိန်ထိရှိနေအဲ့ဒါလို့တကအလုံးထားပြီးရင်ရရှိအလှမျိုးကပို့ပြီးတော့အကျိုးရှိတယ်နောက်ထပ်လည်းလှုပ်ဆရာမလို့ဆိုတော့အဲ့ဒါလို့ဆောက်ဖို့ဆိုတာလည်းပဲကုန်ကြစိတ်တွေများတယ်နော်ကုန်ကြစိတ်တွေများတယ်အဲ့ဒါလောက်ထိအောင်ကုန်ကြစိတ်မများပဲနဲ့နော်ဘာမှအကုန်ကြမရှိပဲနဲ့ဒီကျောင်းဆောက်လှူတဲ့အလှူတဲ့ပို့ပြီးတော့ကောင်းတာရှိသေးလားဒါမေးလို့ထွက်တာနော်ကျောင်းဆောက်ပြီးတော့လှူတဲ့ဝိဟာရဒါနကုသိုလ်တဲ့ပို့ပြီးတော့ကောင်းတဲ့ကုသိုလ်ရှိသေးလားကျောင်းဆောက်ရတဲ့လောက်လဲဝန်တော့ဝန်ဖို့မဖြစ်ဘူးဘာမှဝန်တော့ဝန်ဖို့မဖြစ်ပဲနဲ့အကျိုးကျေးဇူးကြတော့ကျောင်းဆောက်ထားတဲ့ပို့ပြီးတော့ရတဲ့ကုသိုလ်ဆိုတော့မြတ်စွာဘုရားရှိတယ်တဲ့အဲ့ဒါတွေကကုသိုလ်ကောင်းမှုဆိုတာတစ်ခုနဲ့တစ်ခုအဆင့်ကမြင့်သွားတာနော်လုပ်ငန်းလည်းတက်တာသွားတယ်ခုနနေစဉ်ချက်ပြုတ်နေရတဲ့ဒိဋ္ဌဒါနအဲ့ဒါတဲ့ကြောင်းတစ်ခါဆောက်ပြီးနေစဉ်လှုပ်เสียမလို့တော့ကုသိုလ်တော့ရတယ်တခါကြောင်းဆောက်တဲ့ကုန်ကြစိတ်လောက်မရှိပဲနဲ့ကုန်ကြစိတ်မရှိပဲနဲ့ရတဲ့ကုသိုလ်သို့တော့အကျိုးကျေးဇူးကြတော့ကြောင်းဆောက်လှူတဲ့ကုသိုလ်တဲ့ပို့အကျိုးကြည့်ရမယ်အဲ့ဒီကုသိုလ်မျိုးကဘာတော့ဆိုရင်ပတ္တနာစိတ်တော်ကြည်နူးတဲ့တရားတရားနဲ့ကြည်နူးတဲ့စိတ်ကြည်နူးဝန္တာတဲ့စိတ်နဲ့ဗုဒ္ဓံတရဏံကိစ္ဆမိမြတ်စွာဘုရားကိုစိကကိုးကွယ်တဲ့ကိစ္စတိဗုဒ္ဓံတရဏံကိစ္စတိဘုရားကိုကိုးကွယ်ရလို့သိမှတ်ပြုတယ်ဓမ္မံတရဏံကိစ္စတိဓမ္မကိုကိုးကွယ်ရလို့သိမှတ်ပြုတယ်သံဃံတရဏံကိစ္စတိသံဃာကိုကိုယ်ရဖြစ်သိမှတ်ပြုဆိုလိုတာကတရဏကမနာကုသိုလ်တရဏကမနာကုသိုလ်ဆိုတဲ့အဓိပ္ပာယ်ကဘယ်လိုဟာတော့ဆိုကိုယ့်ရဲ့အသက်ကိုယ့်ရဲ့ဘဝကိုဘုရားတရားသံဃာထံအနှံလိုက်တာပဲနော်ခုနကကြောင်းဆောက်တဲ့ဆိုတာကိုယ်ပိုင်တဲ့ပစ္စည်းကိုစွန့်ပြီးတော့ကြောင်းဆောက်တာအခုကဘဝတစ်ခုလုံးကိုဘုရားတရားသံဃာယရဏသုံးပါးကိုအနှံလိုက်တာဒါကြောင့်မို့ဇီဝိတပရိစ္ဆာကမယကုသိုလ်လို့ခေါ်တယ်ကိုယ်အသက်ကိုစွန့်တာနဲ့တူတူပဲဆိုလိုတာကသူ့ဘဝသူ့အသက်ခဏမြတ်စွာဘုရားကိုအနှင်းနဲ့တရားကိုအနှင်းနဲ့သံဃာကိုအနှင်းနဲ့ဘုရားတရားသံဃာယရဏသုံးပါးပေါ်မှာလုံးဝစွန့်လို့လှူဒန်းတာပါပဲဘဝကိုအနှံပြီးတော့ဘုရားရဲ့စကားကိုပဲနားထောင်ပါမယ်တရားကိုပဲကျင့်ပါမယ်သံဃာကိုပဲလှူဒါနပြုပါမယ်ဟောယရဏသုံးပါးနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ဘဝကိုအနှံပြီးကိုယ့်အသက်ကိုစွန့်လို့တဲ့ကုသိုလ်ဒါကြောင့်မလို့တရဏဂုံကုသိုလ်ဟာကျောင်းဆောက်လို့ရတဲ့ကုသိုလ်ကောင်းမှုတွေပုံမြတ်တယ်ဘာမှဝေယဝိစာလည်းမရှိဘူးနော်တခါဆောက်နေတာလည်းမပြတ်မချင်းနေရော
တခါကိုယ်ဝယ်ထားလိုက်လို့ရှင်မစွန့်မလို့ချင်းတရဏဂုံကရှိနေနော်ကြောင်းလို့ကုန်ကြစိတ်လည်းမရှိဘူးကိုယ့်ရဲ့ဘဝကိုယရဏသုံးပါးကိုအနံ့ပြီးတော့လှူဒန်းလိုက်တယ်အဲ့ဒီတရဏကမဏကုသိုလ်ကအကြောင်းဆောက်ပြီးလှူတဲ့ကုသိုလ်တွေမြတ်တယ်အကျိုးကျေးဇူးပို့ပြီးတော့ရတယ်အဲ့တော့ကုတ္တဒနာပုံနာကြီးဆက်လျှောက်တယ်ရှင်ဘုရားကိုယ့်ဘဝကိုအနံ့ပြီးတော့တရဏဂုံဆောက်တည်ရတဲ့ကုသိုလ်တဲ့ပို့ပြီးတော့အကျိုးများရှိနိုင်တဲ့ကုသိုလ်ရှိသေးလားအဲ့တော့မြတ်စွာဘုရားကရှိသေးတယ်တဲ့တရဏဂုံဆောက်တည်ပြီးတဲ့နောက်မှာငါးပါးသီလကိုဆောက်တည်ပတ္တနာစိတ်တော်သိက္ခာပရာနိတပါတိအတိချီနူဝန္တာရဲ့စိတ်နဲ့လိုက်နာကျင့်သုံးရမယ်သိက္ခာပုဒ်တွေကိုစောင့်တည်ရမယ်အဲ့ဒီနေရာမှာအထက်ကရာကမှတ်ချက်ပေးထားတယ်တရဏဂုံကိုအခြေခံပြီးတော့စောင့်တည်တဲ့ငါးပါးသီလပြောတာဘာဖြစ်လို့လဲဆိုတရဏဂုံမပါဘဲနဲ့ငါးပါးသီလလည်းရှိသေးတယ်အဲ့တော့ဗုဒ္ဓဘာသာဖြစ်ပြီးတော့ငါးပါးသီလစောင့်တည်မှာပို့ပြီးတော့အကျိုးကြီးတယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်ဗုဒ္ဓတရဏဂစ္ဆာမိမပါဘဲနဲ့စောင့်တည်တဲ့ငါးပါးသီလကြတော့ဒီလောက်အကျိုးမရှိဘူးလို့ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာနော်တရဏဂုံစောင့်တည်ထားပြီးတဲ့နောက်မှာလိုက်နာကျင့်သုံးရမယ့်သိက္ခာပုဒ်တွေကိုခံယူစောင့်တည်လိုက်တယ်ပါတာတိပါတာဝေရမဏိသူများတဲ့တပ်ဖြတ်ခြင်းမှရှောင်ကျဉ်မှုရှောင်ကျဉ်တဲ့ကိုကျင့်တရားအဒိဏဒါနဝေရမဏိသူများပိုင်ပစ္စည်းမပေးတဲ့ပစ္စည်းကိုမတရားယူခြင်းမှရှောင်ကျဉ်တဲ့သိက္ခာပုဒ်ကာမေတုမိစ္ဆာစာရဝေရမဏိကာမကိစ္စမှာမာယွင်းစွာပြုမှုဆိုတဲ့အကုသိုလ်မှုကရှောင်ကျဉ်တဲ့သိက္ခာပုဒ်မုတဝါဒဝေရမဏိတပည့်သားအကျိုးပြပြသောအောင်လိဏိတိစပြောကြတယ်ဆိုတဲ့မုတဝါဒမှာရှောင်ကျဉ်တဲ့သိက္ခာပုဒ်သူရမေရယမစ္ဆပမရဌာနာမူရစေတတ်တဲ့အယက်သေးစားတောက်စားခြင်းမှာရှောင်ကျဉ်တဲ့သိက္ခာပုဒ်အဲ့ဒီသိက္ခာပရလို့ခေါ်တဲ့မပြတ်မကွယ်လိုက်နာတော့အမယ်အချက်၅ပါးသီလစောစောပြောရတဲ့သီလတရဏဂုံစောင့်တည်ပြီးတဲ့နောက်မှာအဲ့ဒီသီလကိုထပ်ပြီးတော့စောင့်တည်လိုက်မယ်ဆိုရင်တရဏဂုံစောင့်တည်လိုက်တဲ့သီလကသီလတရဏဂုံစောင့်တည်ပြီးတော့ငါးပါးသီလထပ်ဖို့ပြီးတော့စောင့်တည်လိုက်တဲ့ကုသိုလ်ကပို့ပြီးတော့အကျိုးရှိတယ်ပို့ပြီးတော့အကျိုးရှိတယ်အဲ့တော့ဟုတ်ပြီဒါဒီကုသိုလ်တွေအတစ်ခုနဲ့တစ်ခုမတူလာဘူးပေါ့နော်နံပါတ်1ကနေသဒါနနံပါတ်2ကဝိဟာရဒါနနံပါတ်3ကတရဏဂုံနံပါတ်4ကငါးပါးသီလအဲ့ဒါလို့ကုသိုလ်ကောင်းမှုတွေတစ်ခုတည်းတစ်ခုပို့ပြီးတော့နော်အကျိုးပို့ပြီးတော့တစ်ခုတည်းတစ်ခုပို့ပြီးတော့အကျိုးကျေးဇူးတွေကိုဖြစ်စေတယ်အဲ့တော့ငါးပါးသီလလမ်းဆုံးလားလို့မဆုံးသေးဘူးအဲ့ဒီငါးပါးသီလစောင့်တည်ထားတဲ့ကုသိုလ်တဲ့ပို့ကောင်းတဲ့ကုသိုလ်ရှိသေးလားဆိုတော့မြတ်စွာဘုရားကအစကစပြီးတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ရှင်းပြတယ်နော်
Buddhist practice လို့ဆိုရမယ်ဗုဒ္ဓဘာသာတွေလိုက်နာကျင့်သုံးရမယ်အချက်နော်ဒါကပုံမှန်အဖြစ်အဲ့ဒီအနေအထားမျိုးတိတဲ့ပို့ပြီးတော့တိုးတက်လာဖို့အတွက်ကြတော့ပါရိလိုအပ်လာတော့ဆိုလောကမှာဖျားပွင့်လာတယ်ပွင့်လာတဲ့အခါမှာမြတ်စွာဘုရားကတရားဟောတယ်မြတ်စွာဘုရားရဲ့တရားကိုနားပြီးတော့တရားတရားတွေဖြစ်လာတယ်တရားတရားတွေဖြစ်လာပြီးတဲ့အခါမှာကြီးမားတိုးတက်တဲ့ကုသိုလ်ကောင်းမှုကိုလုပ်ဖို့ရတဲ့လူပေါင်းလူလောကကနေခွာဆောင်ပြီးတော့ယတိယဝတ်တယ်ပေါ့ယဟန်ပြုတယ်ပေါ့နော်အဲ့ဒီကစပြီးတော့မြတ်စွာဘုရားဟောလိုက်ဆိုလိုတာကဒါဒီပြဝဝကျင့်မို့ဆိုတာစွန့်လို့ရမယ်ကိစ္စတွေစွန့်လို့ဖို့လိုအပ်တယ်ကုသိုလ်ကောင်းမှုကိုအပြည့်အဝလုပ်ချင်လို့ရှိရင်လူဘဝမှာလုပ်လို့ရတော့လည်းပဲပို့ပြီးတော့ပြည့်စုံလုပ်ချင်တဲ့ဆိုရင်ဘာလုပ်ရမလဲစဉ်းစားတယ်စဉ်းစားလိုက်တဲ့အခါမှာတမ္ပါတော်ကရဝတော်တမ္ပါတော်ရသောပတောအိမ်နောက်တဲ့ဘဝမိသားစုဘဝမှာနေမယ်ဆိုလို့ရှိရင်ကုသိုလ်ဖြစ်ဖို့ရအတွက်ခက်ခဲတွေရှိတယ်ကုသိုလ်ဖြစ်ဖို့ခက်တယ်မိသားစုကိစ္စနဲ့ကုသိုလ်လုပ်ဖို့ရခက်ရင်နေဒါကြောင့်မို့မိသားစုဘဝမှာနေမယ်ဆိုလို့ရှိရင်ကိလေသာဖြစ်များပြီးတော့ကုသိုလ်လုပ်ဖို့အကျဉ်းချက်တယ်မွန်းချက်တယ်ပေါ့လူဘဝအဘောကတော့ပပိစ္ဆာလွတ်လပ်အဲ့တော့တဲ့ဘဝမှာမနေပဲနဲ့ရဟန်းဘဝကိုကူးပြောင်းလိုက်တာဟာလူမြင့်ကြီးနဲ့လာဒရန်တူတယ်လွတ်လပ်တယ်ဆိုလိုတာကကာယဝိဝေကဖြစ်တယ်လို့ပြောတာကာယဝိဝေကဖြစ်တယ်ကိုတယောက်တည်းကိုယ်တော်ကိုနေလို့ရတယ်မိသားစုဘဝမှာနေရင်ကိုတယောက်တည်းကိုလှုပ်ချင်တာလှုပ်လို့မရဘူးနော်အဲ့တော့မိသားစုဘဝကိုစွန့်လို့ပြီးတော့ယဟန်ဘဝကိုကူပြောင်းလိုက်တယ်အဘောကတော့ပပိစ္ဆာယဟန်ဘဝကြီးလွတ်လပ်တယ်လူမြင့်ကြီးနဲ့တူတယ်ဆိုပြီးတော့ယဟန်ဘဝရောက်လာတဲ့အခါမှာနမတိယသီလတွေကိုကျင့်သုံးတယ်ထိုသီလခတ်မှဖို့အတွက်တတိထားပြီးတော့ဒွါရ6ပါးမှာကိလေသာတွေမဖြစ်အောင်တတိထားပြီးတော့နေတယ်ရှားသမျှလေးနဲ့ကျင့်တတ်တဲ့ရောင်ရဲတယ်အမြဲတမ်းတတိတံပစေညာတတိရှိပြီးတော့စဉ္ညတုတ်တရားနဲ့နေတယ်ဒီအခြေခံတရားတွေသီလရဲ့အိန္ဒြိယသံဝရရဲ့ဒုဋ္ဌိရဲ့တတိတံပစေညာရဲ့အဲ့ဒါလို့နေလိုက်လို့ရှိရင်ခုနငါးပါးသီလသမ္မာဆောက်တည်တာတဲ့ပုံမြတ်လာတဲ့အဲ့ဒါလို့ပြီးတော့သူသမထကျင့်တယ်ကိုကျင့်သမထကျင့်တယ်ကိုကျင့်သမထကျင့်တယ်ကိုကျင့်တယ်ဆိုပထမဇန်ရဖို့အတွက်ကာမဂုဏ်အာယုန်တွေကိုလုံးဝဆွန့်လွှဲကာမဂုဏ်အာယုန်နဲ့ဝေးအောင်နေရမယ်ဝိဝိစေဝကာမေဟိဝိစာအကုတလေဟိဓမ္မေနိဝရဏတရားတွေကင်းအောင်နေရမယ်ကာမဂုဏ်အာယုန်စိတ်တွေကိုဖယ်ခွာရမယ်နော်အကုသိုလ်တွေကင်းနိုင်တဲ့ပြန်ကင်းအောင်ရှင်းပြီးတော့နေရမယ်ဘာနဲ့လောက်အောင်လဲဆိုရင်သမာဓိလုပ်ငန်းတစ်ခုလုပ်သမာဓိလုပ်ငန်းတစ်ခုလုပ်တဲ့အခါမှာကာမဂုဏ်အာယုန်တွေကင်းပြီးတော့
အကုသိုလ်တွေကင်းတဲ့ဝိဝေကာစပိဋိဒုက္ခကာမဂုဏ်အာယုန်တွေကလွတ်ကင်းတဲ့ချမ်းသာဒုက္ခတစ်မျိုးဆိုတာရနော်အဲ့ဒီချမ်းသာကကာမဒုက္ခနဲ့မတူကာမဒုက္ခဆိုတာနော်နှစ်ယောက်တွဲပြီးတော့နေလို့ရတဲ့ပျော်ရွှင်မှုဝိဝေကဒုက္ခဆိုတာတယောက်တည်းရတဲ့ပျော်ရွှင်မှုအဲ့တော့ဝိကစပိဋိဒုက္ခနဲ့ရလာပထမဇာရအဲ့ဒီပထမဇာရလို့တိဇံရတဲ့ပုဂ္ဂိုလ်ဟာသိဆုံးသွားလို့ရှိရင်သူကပထမဇာရရင်ပထမဇာမြမဘုံမှာသွားဖြစ်တယ်ပထမဇာမြမဘုံမှာမဟာဂတ္တကတကဘာတိအောင်တတန်ရှိနော်နဲ့ပြောရမှာမဟုတ်ကဘာနဲ့ချီပြီးတော့သက်ရှိကဘာနဲ့ချီပြီးတော့အသက်ရှိလိုက်တဲ့ဆိုသူ့ရဲ့ဘဝဟာဆင်းရဲဒုက္ခတွေအများကြီးတက်တာသွားတယ်ခုနကလူဘဝနတ်ဘဝတွေပို့ပြီးတော့ပြမဘဝတက်တန်ပို့ရှိသွားတယ်ထို့တူပဲဒုတိယဇန်ရလိုက်လို့ရှိရင်ပို့ပြီးတော့သက်ရှိတယ်တတိယဇန်ဘဝရင်ပြမပြေရောက်ရင်ပို့သက်ရှိတယ်စရုဒ္ဒဇန်ရလို့ရှိရင်ပြမပြေရောက်တဲ့အခါပို့ပြီးတော့သက်ရှိတယ်ဆိုဆင်းရဲဒုက္ခတွေကပို့ပြီးတော့ယော့သွားတယ်ဒါပေမဲ့တန်တရားလွတ်သေးတာမဟုတ်သေးဘူးကုသိုလ်ကောင်းမှုတွေကဆင်းရဲဒုက္ခကိုယော့ပါသွားစေတယ်သက်သာသွားစေတယ်ပေါ့အဲ့ဒီဆင်းရဲဒုက္ခတွေကပထမဇာဒုတိယဇာတတိယဇာစရုဒ္ဒဇာလို့ဆိုတဲ့စတရားတွေရလိုက်တာနဲ့ပို့ပြီးတော့ဘဝဒုက္ခတွေကပို့ပြီးတော့ယောနေလာတယ်သို့တော့ဘဝဒုက္ခအဆုံးသတ်လာလို့ဆိုတော့ဆုံးသတ်သေးဘူးဘဝဒုက္ခတွေကရှိနေသေးတယ်အဲ့တော့စံပင်နေရပြီးတဲ့နောက်မှာဒီသမထကျင့်စဉ်ကိုသမထကျင့်စဉ်ကိုဖယ်ရှားပြီးတော့ဝိပဿနာကျင့်စဉ်ကိုကျင့်မယ်ဝိပဿနာကျင့်စဉ်ကိုကျင့်ပြီးဆိုတဲ့အခါကျလို့ရှိရင်တော့အဓိကတော့ကိုရထားတဲ့ခန္ဓာ၅ပါးဟာခန္ဓာ၅ပါးတတဖြစ်တယ်ဒီခန္ဓာ၅ပါးဟာငါလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးနော်ခန္ဓာ၅ပါးတတဖြစ်တယ်ငါလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးနေစာထာဝရလည်းမဟုတ်ဘူးအခုဖြစ်ပြီးအခုပြတ်သွားတဲ့အရာတွေသာဖြစ်တယ်သူ့ကြောင့်နဲ့သူဆက်ပြီးတော့ဖြစ်နေတဲ့အရာတွေသာဖြစ်တယ်လို့အမှန်မြင်လာတတဝါဆိုတာမရှိဘူးယုံနဲ့နာနဲ့အခုသာရှိတယ်ယုတ်ကလည်းငါမဟုတ်ဘူးနာကလည်းငါမဟုတ်ဘူးယုတ်ကလည်းတတဝါမဟုတ်ဘူးနာကလည်းတတဝါမဟုတ်ဘူးဒီနှစ်ခုပေါင်းစပ်တဲ့အခါမှာလှုပ်ရှားလာတာသာဖြစ်တယ်ပေါ့အဲ့တော့အဲ့ဒီလိုယုံနဲ့တသက်ကိုရှုမြင်လာတဲ့အခါကျတော့တတ္တတင်ညာတတဝါရှိတယ်ဆိုတဲ့အတွေ့ကိုဖြောင်းနိုင်သွားတယ်ဖြောင်းနိုင်သွားတဲ့အခါမှာကိုရထားတဲ့ခန္ဓာ၅ပါးသည်ခန္ဓာ၅ပါးများတာဖြစ်တယ်အဲ့တော့မြတ်စွာဘုရားဟောတဲ့တို့ရထားတာဒုက္ခပဲရထားတာဖြစ်တယ်သစ္စာရှုတော့ငါရှင်ခန္ဓာ၅ပါးရတာဒုက္ခရတာဖြစ်တယ်ဘာကြောင့်ဒုက္ခလို့ပြောတာတော့ဖြစ်ပြီးရင်ပြတ်သွားတာမို့ဖြစ်မှုပြတ်မှုတွေကအမြဲတမ်းကပ်ပြီးတော့နှိမ့်ဆက်ညှဉ်းပန်းနေတာဖြစ်လို့ဖြစ်မှုပြတ်မှုတွေကအမြဲတမ်းနှောင့်ယှက်နေတာဖြစ်တော့ကြောင့်ဒုက္ခအဲ့ဒါနှိမ့်ဆက်တဒုက္ခအနိစ္စအမြဲတဲ့အရာဒီဒုက္ခသာဖြစ်တယ်အဲ့ဒီလိုရှုမြင်လာပြီးတရဝါဆိုတာမရှိဘူးအဲ့ဒီအတိညာကိုရလာပြီဆိုရင်ဘာဖြစ်လဲခန္ဓာ၅ပါးပေါ်မှာညှင်းငွေလာတယ်ညှင်းငွေတဲ့တွေ့တာမှုမရှိတော့လူချင်းမှုတတ်မဲ့မှုတန်ရောစဉ်ကင်းလာတယ်ဒိဗေနတိညှင်းငွေလာတယ်
တာယာမှုဆိုမရတော့အနုမို့ဆိုရင်ခန္ဓာ၅ပါးပေါ်မှာတာယာနေတယ်လေတာယာလို့လူတွေဟာငါခန္ဓာငါဘဝကောင်းစားရေးငါခန္ဓာလှရေးဝါရေးဆိုပြီးတော့လုပ်နေကြတယ်ပြတ်သွားမှလည်းစိုးရိမ်နေကြတယ်ယောဂရမှလည်းစိုးရိမ်နေကြတယ်ဘာဖြစ်လို့လဲငါလို့သတ်မှတ်ထားတာငါဟာလို့သတ်မှတ်ထားတာအဲ့ဒီငါဟာဆိုတဲ့အတွေးကြောင့်လူတွေကသိလောကရောက်နေကြတာအကယ်၍သာငါဟာမဟုတ်ဘူးသူ့ကြောင့်နဲ့သူဖြစ်လာတဲ့သဘာဝတရားတသက်မြတ်တာမြတ်စွာဘုရားဟောသလိုဒါကြီးကဒုက္ခတတ္တကြီးပဲငါလည်းမဆိုင်ဘူးလို့ငါဟာမဟုတ်ဘူးငါလည်းမဟုတ်ဘူးလို့ရှုမြင်နိုင်မယ်ဆိုလို့ရှိရင်တွေ့တာမှုဆိုမရှိတော့တွေ့တာမှုမရှိရင်တော့ကဆိုမရှိတွေ့တာမှုမရှိတာကိုပဲနိဗ္ဗာန်နဲ့တည်ညီငွေတယ်တာယာမှုမရတော့မရသည့်အတွက်ကြောင့်နိဗ္ဗာန်ဝိရိစတိညီငွေလာလို့ရှိရင်အဲ့ဒီပေါ်မှာမตายရဘူးဆိုရင်တွေ့တာမှုအပြတ်သွားတယ်။တာယောစဉ်ပြတ်သွားတယ်။အဲ့ဒီတာယောစဉ်ပြတ်သွားရင်ဝိရာဂဝိမု စတိတာယောစဉ်ပြတ်သွားလို့ရှိရင်တော့ကိုယ်စိတ်လေးကလွတ်မြောက်သွားတယ်။ဘယ်အနေလွတ်မြောက်သွားကိလေသာတွေကလွတ်မြောက်သွားတယ်။နော်ကိလေသာတွေကလွတ်မြောက်သွားလို့ရှိရင်ကံတရားတွေကလည်းပဲအကန့်အသတ်ပြီးသားဖြစ်သွားတယ်ဘဝကိုဖန်တီးနေတာကိလေသာတွေကဖန်တီးတဲ့ကံတရားတွေကနေဘဝကိုတည်ဆောက်နေတာအဲ့တော့ကိလေသာကုန်သွားလို့ရှိရင်ကံကလည်းပဲအကျိုးပေးလို့မရတော့အဲ့ဒါကိုပြောတာပထမဝိမု တ္တနော်ဝိရာဂဝိမု စတိဆိုရင်ကိလေသာပြတ်သွားတာနဲ့တပြိုင်နက်လွတ်သွားပြီဘယ်ကလွတ်တုံးဆိုလို့ရှိရင်ကိလေသာကလွတ်သွားတယ်ကိလေသာကလွတ်သွားတာနဲ့တပြိုင်နက်ကံတရားတွေကလည်းလွတ်သွားတယ်နော်ကံတရားလည်းလွတ်သွားတယ်အဲ့ဒီလွတ်မြောက်မှုဟာလွတ်မြောက်မှုအတွက်ဝိပဿနာတရားထောက်လို့ဆိုလို့လွတ်မြောက်သွားပြီပထမကိလေသာကလွတ်တယ်နောက်ပြီးတော့ဒုက္ခလို့သတ်မှတ်ထားတဲ့ခန္ဓာ၅ပါးနဲ့လွတ်သွားတယ်ကိလေသာကလွတ်တယ်ကိလေသာဒုက္ခကလွတ်တယ်ပြီးတော့ဝတ္တဒုက္ခလို့ဆိုရဲခန္ဓာဒုက္ခကလွတ်တယ်အဲ့တော့မြတ်စွာဘုရားဟောထားတဲ့ဘဝဆိုတာဒုက္ခဆိုတာအဲ့ဒီဒုက္ခကြီးရာတွေမှာဆုံးသက်သွားတာနော်အဲ့ဒါကြောင့်မလို့ဝိပဿနာကုသိုလ်ဟာသမထကုသိုလ်နဲ့ပို့ပြီးတော့ကောင်းတယ်တော့ကုသိုလ်အစဉ်စဉ်တစ်ခုနဲ့တစ်ခုပို့ပြီးတော့အကျိုးကျေးဇူးများလာဖို့မြတ်စွာဘုရားဟောတာနောက်တစ်ခါဝိပဿနာကုသိုလ်ကြောင့်ရတဲ့မဲ့ကုသိုလ်ကြတော့ရှိသမျှကိလေသာတွေအလုံးကိုမဲ့လေးစင်နဲ့ပယ်လိုက်တဲ့အခါကိလေသာတွေကုန်သွားတယ်အဲ့ဒီကြတော့မှဒုက္ခဆိုတာကိုကြော်လွန်နိုင်တာဖြစ်တယ်ပေါ့နော်ဒါတော့မှလက်ရှိဒုက္ခလေးကတော့ကြံနေအောင်ပဲပြိဋိဘံစံပြီးတဲ့နောက်မှာတော့ဒီဒုက္ခတော့မရှိတော့ဘူးလို့ဆိုပြိဋိဘံမစံငယ်အတွင်းမှာတော့ခန္ဓာဒုက္ခရှိနေသေးတယ်အဲ့ဒီခန္ဓာဒုက္ခပထမကိလေသာဒုက္ခကိုအရင်ရှင်းရမယ်ပြီးတော့မှခန္ဓာဒုက္ခကရှင်းမှာဖြစ်တယ်ခန္ဓာဒုက္ခကိုရှင်းရမလို့ကိလေသာဒုက္ခကိုပဲရှင်းရမယ်ဘာကြောင့်လို့ဆိုရင်ကိလေသာនិရောဓိကမ္မនិရောဓကိလေသာချုပ်ငြိမ့်သွားရင်ကံနေချုပ်ငြိမ့်သွားတယ်ကံနေချုပ်ငြိမ့်သွားရင်ဘဝဒုက္ခချုပ်ငြိမ့်သွားတယ်အဲ့တော့ကိလေသာဖယ်ရှားနိုင်မှုအတွက်ဝိပဿနာတရားဝိပဿနာကုသိုလ်သည်ကုသိုလ်တွေထဲမှာအစင်းမြင့်ဆုံးကုသိုလ်ဖြစ်တယ်လို့မြတ်စွာဘုရားဟောကြားလို့ရမယ်ဖြစ်တယ်ဒါကြောင့်တရားချစ်ခင်သူတော်တဲ့ပရိသတ်ပေါင်းကုသိုလ်ကောင်းမှုအစဉ်စဉ်လုပ်တဲ့အခါမှာအရင်အနည်းနဲ့ပါပြီးအကျိုးအများဆုံးကုသိုလ်ဟာဝိပဿနာကုသိုလ်ပဲဖြစ်တယ်နော်လုပ်လို့ရတဲ့ကုသိုလ်တွေထဲမှာဝိပဿနာကုသိုလ်ပဲဖြစ်တယ်ဒါကြောင့်တို့တွေဘဝဒုက္ခဘဝရထားတဲ့အချိန်လေးမှာဒုက္ခလို့သတ်မှတ်ထားတဲ့ဘဝကဒီဒုက္ခတွေဆုံးသတ်ဖို့အတွက်လောက်ရမယ့်လမ်းစဉ်လောက်ရမယ့်ကျင့်သုံးရမယ့်အကျင့်တရားဟာ
အမြင့်ဆုံးအနေနဲ့ဝိပဿနာတရားပဲဖြစ်တယ်လို့မှတ်သားပြီးတော့ဝိပဿနာတရားပွားများအထောက်နိုင်ဖို့ကြိုးစားနိုင်ကြပါစေကုန်သတည်းဒီတဲ့ချာရှင်ဖေယရာဒဝိတော်တို့သည်ဓမ္မတိညာရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ညတည်းဓမ္မသဘင်ရှင်ကျင်ပါပြုလုပ်ကြ၍အမတဒါနဓမ္မဒါနတရားလူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုပြုသိလေးမြတ်စွာမမတသာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအထုပ်ပြုလို့ကြရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤအဖို့ဘာကကိုအမိအဖာအဖို့ဖွာဆွေမျိုးညတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်ဆောင်နှင့်လောကဆောင်နှင့်တို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏31ဘုံကျင့်နေကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှပြချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းYeah.